ကိုပြပါကျွန်တော်ပြေကုတ်ကြောကုတ်နဲ့ပြန်ပြန်ကုတ်ရတယ်နော်โอเคသုံးပေါက်ရန်ကုန်လာနော်ဒါလေးအင်အားရေးပြလိုက်တာလားအင်းရရေးပြကိုယ့်ကိုရေးတာအင်အားရေးပြီဟောအင်းအရာတဲ့အမေကလေဖြတ်လို့မဟုတ်ဘူးတဲ့ရှာလေးလို့ SSC မှာသွားပြတာစကားပြောနိုင်တယ်တဲ့တစ်နှစ်ပြည့်တော့မပြောနိုင်တော့ဘူးတဲ့နှစ်နှစ်ပြည့်တော့စကားလုံးဝမပြီးတော့ဘူးတဲ့ခုလိုင်းပေါ်ကတူလို့လာပြတာတဲ့ခဏခဏတန်းတယ်တဲ့3ခါလောက်တန်းရင်ရှာကလှုပ်မရတော့ဘူးတဲ့3မိနစ်ကြာမှလှုပ်ရတယ်တဲ့လေပင်ကိုပုတ်မှတက်တာတယ်တဲ့နော်ကဲစမ်းကြည့်မယ်နော်အတန်ကိုလေဖြတ်တာကြောက်အောင်ခုမှနော်ရှာလေးထုတ်ပြန်တော့ရှာလေးထုတ်ပြန်တော့ရှေ့ထုံးဒါပဲလားတော့မထုတ်ပါအောင်လေတော့ဘူးလားပြောကြည့်ပါရှင်းရတာရတယ်ဘူးတယ်နော်အော်ကြဟဲ့တော့နော်သက်သာလားနေဆိုင်ယူမယ်နော်ဒီလားနည်းနည်းနာမယ်နော် ဒီမှာတော့သူပြောကြောက်မယ်နော်အဲ့လိုဒီမှာဒီကောင်ပြောနေလူကကုန်းထောက်ရဲ့လေဘယ်ဆန်းပိတ်လို့ရနော် စားမယ်တော့မယ်လို့သူကတော့သွားလာလာလုပ်တယ်စားတယ်နော်စားတယ်ကိုဈေးတဲ့ရောက်တယ်ဈေးတဲ့ရောက်တယ်လည်းရှိတယ် ဈေးတော်ရောင်းသေးတယ်ဈေးရောက် ဒီလိုတော့ရတယ်ဒီထားဆန်းကြည့်မယ်နော်ထွက်တယ်လေဒါထွက်အောင်လုပ်တာလေနော်ဟုတ်တယ်မလားပေါ်ရင်ထွက်တယ်သူကနာနေပုံရနော်တော့ဘူးစီပေးလိုက်ပါဘူးစီနဲ့လက်ဖြန့်ရောက်တော့တော့လုပ်ပါနော်ဘူးတော့ပေါ်တော့ထွက်သေးတယ်နော်ပြောင်းအောင်လုပ်မယ်နော်။ဘာကြီးမှာရှာလေးမှာတော့တာအေးလာတာတုံးကြီးကုန်ပြီနော်သိလားနော်အခါထောက်အောင်အမပြောမှာဟုတ်ငါတော့ထောက်ကြမယ်နော်ဒါလည်းနော်တာဟောက်ပြီးအောင်မယ်နော်နာတော့ဒီအာမအော်ဘေးမှာတန်ထွက်မှာနော်သိလားနောင်လို့တာမဟုတ်ဘူးနော်ကဲစီရာလေးနော်အဲ့ဒီစီပြတယ်နော်ဟုတ်ပြီအဲ့ဒီကြောင်းလို့ပြောမယ်ကြောင်းလေးပုံကပ်ပြီနော်ဟုတ်ပြီတော့နော်ဒီဘက်ဒါကြည့်ဒီစီမဲတက်တယ်စီမဲဒီရောက်ဒီကဒီရောက်ဒီက